ငွေတဲ့ငွေကိုဒုတိယဘုရားသခင်လို့တချို့ကဆိုကြတယ်အဲ့ဒီငွေဆိုတဲ့ဒုတိယဘုရားသခင်ကနှုတ်ခမ်းမပါပြီမဲ့စကားတော့တော်တော်ပြောတတ်တယ်တဲ့အဲ့ဒီငွေဆိုတာဟာအနတ်သာမရှိတာကဘာပေါ်မှာတော့လေသူကအမွေဆုံးတဲ့ငွေဆိုတာစက်ကူဆိုပေမဲ့အချိန်ကလည်းအတော်စီးတယ်ဆိုပဲဟုတ်မှာပါပဲလူဘဝရဲ့ယက်တီရှင်သန်မှုတွေအားလုံးမှာငွေနဲ့ပဲလဲလှယ်ကြရတာဆိုတော့ငွေဟာလူတိုင်းရှာကြရတာပေါ့ငွေဟာဒုတိယဘုရားသခင်ဖြစ်ရတော့တာပေါ့လူငယ်တယောက်ကလာမိတယ်ငွေရမယ်အလုပ်လေးတစ်ခုပြပေးစမ်းပါတဲ့ပြောလိုက်ပါတယ်အလုပ်တိုင်းမှာငွေရပါတယ်လို့အလုပ်ကဆင်းရဲပြီးငွေရနေတာတို့အလုပ်ကမဆင်းရဲပေမဲ့လေငွေကအရာနေတာတို့ဆိုတာမျိုးတွေကတော့အစုံရှိမှာပေါ့ဒါပေမဲ့အလုပ်တိုင်းမှာတော့ငွေကရပါတယ်နေတာများတာကတော့အခြားအကြောင်းတွေရှိလို့ပြောလိုက်ပါတယ်အလုပ်ကငွေရတယ်ဆိုပေမဲ့သိထားရမှာတခုကသိပ္ပာသမန်တဏ္ဍနတ္ထိတဲ့အတတ်ပညာမှာပဲလောက်ရပြီးရတဲ့ငွေဟာနဲပါမှာပါပဲလူကိုခရောင်းကြိုက်လောက်ရတယ်ဆိုရင်တော့ငွေကအရာနဲတတ်ပြီးတော့အုံနောက်ကိုခရောင်းကြိုက်လောက်မှဝန်ငွေကကောင်းတတ်တာတကယ်တော့လူငယ်တွေကလူအားကနေတဲ့အခါတစ်ဖက်အလုတ်ရှင်ကိုအပြစ်မြင်တတ်ကြတယ်လူအားကနေတာအလုတ်ရှင်ကြောင့်လို့ပုံချတတ်ကြတယ်တကယ်တော့အဲ့လိုမမြင်စေချင်ပါဘူးအဲ့ဒါလိုပုံပြီးတော့မချစေချင်ပါဘူးငါပညာမတတ်သေးလို့ဒါဖြစ်တယ်လို့သိမြင်စေချင်တယ်ကိုယ်သာပညာတွေတတ်ထားရင်သူများပေးတဲ့လူအားကနဲတဲ့အလုပ်ကိုဘာလို့လုပ်မှာလဲအခြားအလုပ်လုပ်မှာပေါ့ဗယံလုပ်ငန်းတစ်ခုကိုနမူနာပြောကြည့်ခြင်းတယ်တန်လက်ကင်ပညာမတတ်သေးလို့ထုံးတယ်တဲတယ်ရေးတယ်နဲ့စင်းစင်းညံ့ညံ့လောက်ရပြီးဝန်ငွေနဲနေတာပါတန်လက်ကင်တတ်တဲ့ပညာတက်လာရင်လူသက်သာလာပြီးတော့ငွေပိုးရလာမှာပေါ့တန်လက်ကင်ပြီးနေဘူးထဲမှာလောက်ရပြီးဝန်ငွေနဲနေသေးတာပဲဆိုရင်အင်ဂျင်နီယာပညာမတတ်သေးလို့ပါအင်ဂျင်နီယာပညာဖြစ်တဲ့ပုံဆွဲတွက်ချက်စီမံတတ်တဲ့အင်ဂျင်နီယာပညာတတ်ထားရင်တန်လက်မကင်နေဘူးမထွက်ပဲအရေးထဲကနေဝန်ငွေတွေဝင်လာမှာပါဒါကြောင့်ငွေဆိုတာအလုတ်ကနေရတာဖြစ်ပေမဲ့ပညာမပါတဲ့အလုတ်ကရတဲ့ငွေဟာလဲနေပါတတ်တယ်လို့သိထားရမယ်ဒါကြောင့်ငွေဝင်ကောင်းချင်ရင်ပညာတတ်ထားဖို့လိုတယ်